မင်္ဂလာပါ2026ခုနှစ်မေလ15ရက်နေ့ဖြစ်ပါတယ်ဒီကနေ့အတွက်နောက်ဆုံးရသတင်းတွေကိုစတင်တင်ဆက်ပေးပါတော့မယ်ခင်ဗျာပထမအဆုံးတင်ဆက်ပေးချင်တာကတော့ဓမြတိုက်နေတဲ့ရွှေဘို PDF သတင်းပြေဆုံးကတော့2026ခုနှစ်မေလ14ရက်နေ့ကစကိုင်းတိုင်းဒေသကြီးရွှေဘိုမြို့မှာဓမြတိုက်မှုဖြစ်ပွားခဲ့ပါတယ်ဒေသခံတွေရဲ့သတင်းပေးပို့ချက်အရကင်းဖြစ်ပွားခဲ့တဲ့နေရာကိုတပ်မတော်သားများရောက်ရှိသွားချိန်မှာတော့နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့သိရှိရပါတယ်။အဲ့ဒီထဲမှာတအူးကိုတော့အရှင်ဖမ်းမိပြီးကျန်တအူးကိုတော့မြမတပ်မတော်သားတွေဘက်မှပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ဒေသခံတွေစီကတဆင့်သိရှိခဲ့ရပါတယ်။ဒီဖြစ်စဉ်မှာအကြမ်းဖက် PDF များအုံပြုတဲ့တနက်တလက်ကြီးတောင်း140ကြီးပေါက်4ခုနဲ့လက်ပစ်ပုံ2လုံးဖေဘို PDF အမှတ်တစိတ်တစ်ခုကြီးကာအိုးထုတ်တစ်လုံးနဲ့ကြီးကာအင်ကြီးတစ်ထည်တို့ကိုတင်စီရရှိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့အကြမ်းဖက် PDF တွေကရွာသူရွာသားတွေကိုရိုက်နှက်နေတဲ့ဆိုတဲ့သတင်းအပြည့်စုံကတော့2024ခုနှစ်မေလ14ရက်နေ့ကစကိုင်းတိုင်းမုံရွာ PDF တွေကဈေးဝယ်သွားဖို့ထွက်လာတဲ့ကားကိုတားကခွင့်ပြုချက်မရှိဘဲဈေးသွားခွင့်မရှိဘူးဆိုကကားပေါ်မှာပါလာတဲ့သူတွေအားလုံးကိုရိုက်နှက်ပြီးပတ်စံတွေကိုလည်းတင်သွားတယ်လို့သိရှိရပါတယ်။အရင်ကဆိုရင်ရွာသူရွာသားတွေကလေယာတွေရောင်းပြီးတနက်ဝက်ပေးခဲ့တဲ့ရွာလည်းဖြစ်တယ်လို့ PDF တွေလူအပ်သမျှကိုထောက်ပံ့ပေးနေတဲ့ရွာလည်းဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရှိရပါတယ်။ခုနောက်ပိုင်းမှာတော့ပတ်စံမပေးနိုင်တဲ့သူတွေကိုဖမ်းဆီးဖျက်တာပစ္စည်းတွေကိုတိမ်းတာနဲ့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေအထိပါမကြာခဏလှုပ်ဆောင်လေးရှိတယ်လို့လည်းဒေသခံတွေစီကတဆင့်သိရှိရပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့ပြည်သူတွေမဲမဝယ်လို့စစ်ရှုံးတာပါလို့ပြောလာတဲ့အင်ဒို PDF သတင်းအပြည့်စုံကတော့2026ခုနှစ်မေလ23ရက်နေ့ကအကြမ်းဖက် KIA ရဲ့လက်အောက်ခံအင်ဒို PDF တွေကအင်ဒိုရွှေဘိုလမ်းပိုင်းနတ်မဟုတ်ကလေးနဲ့ပေပင်တဝိုက်တွေမှာတပ်မတော်နဲ့ထိတွေ့မှုတွေဖြစ်ခဲ့ပါတယ်။ဒီထိတွေ့မှုတွေမှာအကြအဆုံးများနေတာလည်းဖြစ်ပါတယ်။ဖြစ်စဉ်ကတော့2028ခုနှစ်မေလ14ရက်နေ့ကကျန်းဖက် PDF များကပေပင်ရွာမှာဈေးဝယ်ရင်းဆိုင်ရှင်ကတိုက်နေတာလဲကြာပြီးတပွဲမှလည်းမနိုင်ဘူး။ဘာဖြစ်တာလဲလို့မေးတဲ့အခါမှာတော့ပြည်သူတွေကမဲမဝယ်လို့ရိတ်ခါမရှိတော့ရှုံးတာလို့ပြောခဲ့ပါတယ်။ဆိုင်ရှင်ကလည်းကားတစ်စီးကိုလဆင်ကြီး3သိန်းကောက်တာမကြံဘူးလားလို့မေးရမှာတော့ဆိုင်ရှင်ကိုလက်သီးနဲ့ထိုးပြီးတနက်ပါထုတ်ကပြစ်မဲ့လုပ်ခဲ့တာကြောင့်အနီးနားမှာရှိတဲ့ရွာသားတွေကဝိုင်းဝန်းပြန်ပြေးပေးခဲ့ရတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့စကိုင်းတိုင်းအတွင်းမှာတိုက်ပွဲပြင်းထန်နေတဲ့သတင်းပြေဆုံးကတော့2026ခုနှစ်မေလ23ရက်နေ့ကစကိုင်းတိုင်းဝင်းတုံမြို့နယ်အတွင်းမှာကျန်းဖက် PDF များနဲ့မြမတပ်မတော်တို့ထိတ်တိုက်ထိတွေ့မှုဖြစ်ခဲ့ပါတယ်။3နာရီကျော်ကြာထိတွေ့မှုတွေအပြီးမှာတော့အကျန်းဖက် PDF များကတူကုန်းရွာမြိုင်စီရွာနဲ့ဖြေရကုန်းကြီးရွာတွေကိုဝင်ရောက်ထွက်ပြေးသွားတယ်လို့သိရှိရပါတယ်။တပ်မတော်သားများကလည်းထွက်ပြေးသွားတဲ့အကျန်းဖက် PDF များကိုလိုက်လံရှင်းလင်းခဲ့ရာရွာထဲမှာနှစ်ဖက်ထိတွေ့မှုတွေထပ်မံဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။ထိတွေ့မှုတွေအတွင်းမှာနေအိမ်တချို့လည်းမီးလောင်ပျက်စီးသွားတယ်လို့ထပ်မံသိရှိရပါတယ်ခင်ဗျာဖြစ်စဉ်တွေအပြီးမှာတော့အကြမ်းဖက် PDF အလောင်း9လောင်းနဲ့လက်နက်ခဲယမ်းများကိုတင်စီရရှိခဲ့တယ်လို့ဒေသခံတွေစီကတဆင့်သိရှိရပါတယ်နောက်ဆုံးရရှိထားတဲ့သတင်းတွေအရအကြမ်းဖက် PDF တွေရှိတဲ့ကြေးရွာတွေမှာရွာသူရွာသားတွေဟာရွာကိုစွန့်ခွာပြီးဘေးလွတ်ရွာကိုထွက်ပြေးတိမ်းရှောင်သွားကြပြီလို့လည်းမြေပြင်သတင်းတွေအရသိရှိရပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့အကြမ်းဖက် AA စခန်းကုန်းတစ်ခုကိုတပ်မတော်မှထပ်မံရရှိတဲ့သတင်းပြည့်စုံကတော့2026ခုနှစ်မေလ14ရက်နေ့ကကြောက်ဖြူမြို့နယ်စနဲဒေသမှာရှိတဲ့အကြမ်းဖက် AA ကာကင်းစခန်းတစ်ခုကိုတပ်မတော်မှရှင်းလင်းနိုင်ခဲ့ပါတယ်ဒီဖြစ်စဉ်မှာအကြမ်းဖက်အလောင်း3လောင်းsuicide drone တစ်လုံးနဲ့လက်နက်ခဲယမ်းများကိုလည်းတင်စီရရှိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့အကြမ်းဖက် PDF တွေကဒလန်ကောင်းစဉ်တက်ပြီးပစ်ခတ်ခဲ့တဲ့သတင်း
သတင်းပြေဆုံးကတော့2026ခုနှစ်မေလ23ရက်နေ့ညနေ4:10မိနစ်ဝန်းကျင်မှာရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်ဒေးရန်ရက်ကွက်မှာနေတဲ့ဦးစန်းလွင်ထူအသက်56နှစ်နဲ့တနည်းဖြစ်သူဒေါ်ဆွေအိမ်ဒီအသက်48နှစ်တို့ဟာနေအိမ်မှာအတူရှိနေစဉ်အကြမ်းဖက် PDF 4ဦးကတိုင်ပြဲ2စီးနဲ့ရောက်လာပြီးတနက်နဲ့ပြစ်ဖြတ်သွားတယ်လို့သိရှိရပါတယ်။ဖြစ်စဉ်ပြီးမှာတော့အကြမ်းဖက် PDF တွေကဆိုင်ကယ်မောင်းပြီးထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့လည်းဒေသခံတွေစီကသိရှိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ဒါကတော့ရှင်းပြည်နယ်မင်းတပ်မြို့မှာတိုက်ပွဲတွေပြင်းထန်နေတဲ့ဆိုတဲ့သတင်းပြေဆုံးကတော့2026ခုနှစ်မေလ14ရက်နေ့ကမြန်မာတပ်မတော်နဲ့အကြမ်းဖက်ချင်းလက်နက်ကိုင်များနဲ့ဗမာ PDF ပူးပေါင်းဖွဲ့တွေနဲ့နှစ်ဖက်ထိတွေ့မှုတွေပြင်းထန်ခဲ့ပါတယ်။အကြမ်းဖက်ချင်းလက်နက်ကိုင်တွေနဲ့ဗမာ PDF ပူးပေါင်းဖွဲ့တွေဟာတပ်မတော်ရဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ပြီးတာနဲ့ကြေးရွာတွေတဲကိုဖက်ပြေးသွားကြတယ်လို့သိရှိရပါတယ်။ကြေးရွာတွေထဲမှာစေကူတာမှုခံယူတာပြန်လည်စခန်းချတာတွေလုပ်နေတဲ့အတွက်အကြမ်းဖက်ချင်းလက်နက်ကိုင်နဲ့ဗမာ PDF များရှိရာကြေးရွာတွေကိုမြန်မာတပ်မတော်မှလည်းဒရော့ဘုံချချင်းလင်းခဲ့တာကြောင့်အကြမ်းဖက်သမားများအများအပြားထိခိုက်ဒေဆုံးသွားတယ်လို့လည်းသိရှိရပါတယ်။အခုဆိုရင်မြန်မာတပ်မတော်သားများဟာမင်းတပ်မြို့အနီးကိုရောက်ရှိသွားပြီဖြစ်တယ်လို့လည်းဒေသခံတွေရဲ့ပြောပြချက်အရထပ်မံသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ဒါကတော့မြန်မာတပ်မတော်ရဲ့ရှေ့မြန်တပ်ရင်းဟာစောမြို့ကိုရောက်ရှိသွားပြီဆိုတဲ့သတင်းပြေဆုံးကတော့2026ခုနှစ်မေလ14ရက်နေ့ကရှင်းပြည်နယ်ရဲ့အဝင်ပေါက်ဖြစ်တဲ့မကွေးတိုင်းစောမြို့တဲကိုအင်အားထောင်ချီရှိတဲ့မြန်မာတပ်မတော်ကြီးဟာဝင်ရောက်နေရာယူတပ်ဆွဲထားနိုင်ခဲ့ပြီဖြစ်တယ်လို့လည်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့ရခိုင်ပြည်ပုံနာကျွန်းမြို့ကိုတပ်မတော်မှစတင်ရှင်းလင်းနေတဲ့သတင်းပြေဆုံးကတော့2026ခုနှစ်မေလ15ရက်နေ့ဒီကနေ့မနက်8:00နာရီဝန်းကျင်မှာပဲအကြမ်းဖက်အေးများစခန်းချရာရခိုင်ပြည်ပုံနာကျွန်းကိုမြန်မာတပ်မတော်မှဂျက်ဖိုက်တာ2စီးနဲ့ဘုံကျဲရှင်းလင်းခဲ့တယ်လို့သိရှိရပါတယ်။ဒီဖြစ်စဉ်မှာအကြမ်းဖက်အေးများစုဝေးနေတဲ့အချိန်ဖြစ်တာကြောင့်ရာနဲ့ချီပြီးဘဝကူးသွားကြတယ်လို့လည်းဒေသခံတွေရဲ့ပြောပြချက်အရသိရှိရပါတယ်။အခုလိုမျိုးတိတိကျကျပြစ်ခတ်ခံရတာဟာအတွင်းသတင်းပေးတွေအကြောင်းဆိုကအကြမ်းဖက်အေးတွေကဗမာလူငယ် PDF တွေကိုတီးရှားခွဲထုတ်လိုက်ပြီလို့လည်းမြေပြင်သတင်းတွေအရသိရှိရပါတယ်။အခုဆိုရင်မြန်မာတပ်မတော်သားများကလည်းရေချောင်းအင်အားကိုထပ်မံဖြည့်တင်းနိုင်ခဲ့ပြီလို့လည်းသိရှိရပါတယ်ခင်ဗျာ။နောက်ဆုံးသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ဒါကတော့ပေါက်မြို့နယ်အတွင်းကကြေးရွာတွေကိုတပ်မတော်သားများတွားရောက်ခဲ့တဲ့သတင်းမကွေးတိုင်းပေါက်မြို့နယ်အတွင်းကကြေးရွာတွေကိုအကြမ်းဖက် PDF များကဆက်သွယ်ရေးလမ်းကြောင်းတွေပိတ်ဆို့ကအနိုင်ကျင့်နှိပ်စက်မှုတွေလုပ်ခဲ့ပါတယ်။အကြမ်းဖက် PDF များကြီးစိုးတဲ့ကြေးရွာတွေဖြစ်တာကြောင့်အမျိုးမျိုးသောနှိပ်စက်မှုတွေကိုလည်းကြုံတွေ့ခဲ့ရတယ်လို့သိရပါတယ်။အခုချိန်မှာတော့မြန်မာတပ်မတော်မှအကြမ်းဖက် PDF များကိုရှင်းလင်းကရွာသူရွာသားတွေကိုအစားအစာနဲ့ဆေးဝါးတွေကူညီထောက်ပံ့ပေးခဲ့တယ်လို့လည်းသိရှိရပါတယ်ခင်ဗျာ။အခုလိုဒါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်။ဒါဒီမောင်ကစစ်ပညာအားလုံးကိုရဝေးပါကြပါစေ။စိတ်ချမ်းသာခြင်းကိုရပါစေနဲ့အားကြနဲ့အောင်ပါစေ။ ခုခေါ်လို့တတ်တော်သားများဟာကိုကျိုးမဖက်ဖက်နဲ့မိမိရဲ့အစ်အင်္ဂါတွေကိုဆွတ်ပြီးအခုလိုမိမိရဲ့ကြည်ရွာကိုလာရောက်ပြီးတော့ချမ်းသာခြင်းကိုရပါစေနဲ့ပြည့်စုံကြပါစေ။ လုံးတယ်ပေါ့လာရောက်ပြီးတော့ဒီချင်းချင်းလာရောက်ပို့တာကိုလည်းသူရဲ့ကျေးဇူးတင်ဝန်တာပြပါကြောင်းကျွန်တော်အနေနဲ့ပြောကြလိုပါတယ်ဒီကနေ့အတွက်သတင်းတွေကိုတော့တင်ဆက်လုပ်ပြီးပါပြီ။မြန်မာပြည်သူပြည်သားအပေါင်းကိုယ်စိတ်နှပြကျမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာ။